သူကအပေါ်ပါသွားဖို့ဘောင်းပြီးချွတ်လိုက်တဲ့အချိန်မှာကားထဲမှာအိပ်ပျော်နေတဲ့အမျိုးသမီးပိုင်ရှင်ကိုလမ်းမြင်လိုက်တာဗျအဲ့ဒီလူလည်းရုတ်တရက်စိတ်လှုပ်ရှားသွားပြီးသူငယ်ချင်းကိုအမျက်လန်းခေါ်လိုက်တာပေါ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တစ်ချက်ကြည့်လိုက်ုံနဲ့တင်လီဆာကိုဒုက္ခပေးဖို့ဆုံးဖြတ်လိုက်ကြတယ်လူတိမခံချင်တာကြောင့်ဂျွန်ကအနားမှာကင်းဆောင်နေပြီးဒေးဗစ်ကိုတော့ကားတကားဖွင့်ဖို့ခိုင်းလိုက်တာပေါ့ဒေးဗစ်ကကားတကားလက်ကင်ကိုဆွဲလိုက်တဲ့အတန်ကြောင့်လီဆာနိုးလာခဲ့တယ်သူ့ရဲ့ယုံရင်းနဲ့မျက်နှာကိုမြင်လိုက်ရတော့လီဆာကကားနားကနေထွက်သွားဖို့လက်ဟန်ချေဟန်နဲ့ပြောတာပေါ့ဒါပေမဲ့ဒေးဗစ်ကဟန်ဆောင်မနေတော့ပဲတကားလက်ကင်ကိုအတင်းဆွဲဖွင့်တော့တာပဲလီဆာလည်းကြောက်ကြောက်လန့်လန့်နဲ့အကူညီရဖို့ကားဟုံးကိုတရက်ဆက်တီးပါတော့တယ်အဲ့ဒီအတန်ကအပြင်မှာလမ်းလျှောက်နေတဲ့သူမရဲ့မိဘတွေစီထိရောက်သွားခဲ့တယ်ဖခင်ဖြစ်သူကမိခင်ကိုဒီမှာပဲစောင့်နေဖို့ပြောပြီးသူကတော့အမြန်ဆုံးပြေးကြည့်တာပေါ့ဒါပေမဲ့သူရောက်သွားတဲ့အခါမှာတော့သူပါဖမ်းခံလိုက်ရပြန်တယ်စူညံတန်တွေကြားရတော့မိခင်ဖြစ်သူကတခုခုမားနေပြီဆိုတာသိလိုက်ပြီးသူမရဲ့တားငယ်လေးကိုတဲထဲမှာထားခဲ့ကဒေးဗစ်စီကိုအတင်းပြေးဝင်လုံးထွေးပါတော့တယ်ရုပ်ရုပ်တဲတဲဖြစ်နေတော့တမိဖြစ်သူကိုကယ်ထုတ်ဖို့ကြိုးစားတာပေါ့ဒါပေမဲ့လီဆာဟာခြေလန်းနေငယ်ပဲပြေးရသေးတယ်ကျွန်းရဲ့တင်တဲ့တန်ကြောင့်ရက်သွားခဲ့ရတဲ့ဓာပြတွေကသူတို့ကိုကြိုးတုပ်ပြီးတောနက်ထဲကိုဆွဲခေါ်သွားကြတာပေါ့လီဆာရဲ့ဖုန်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အိမ်မှာတားငယ်လေးကြံခဲ့သေးတာကိုဒေးဗစ်ကတီးသွားပြီးမိခင်ဖြစ်သူကိုကလေးပဲမှလဲဆိုပြီးအတင်းကျပ်မေးတော့တာပဲမိခင်ဖြစ်သူကတော့ဘာမှမပြောဘဲညှင်းဆန်နေခဲ့တယ်ဒါကိုဒေါသထွက်သွားတဲ့ဂျွန်ကဖခင်ဖြစ်သူရဲ့ခေါင်းပေါ်မှာအေးဘူးတပူးကိုတင်လိုက်ပြီးဒေးဗစ်ကိုတင်းနဲ့ပြစ်လေးချင်းဖို့ခိုင်းပါတယ်ဒါပေမဲ့ဒေးဗစ်ကကြောက်ရတာကြောင့်တင်းနဲ့ကိုမြောက်လိုက်တဲ့အခါအေးဘူးကပြုတ်ကျသွားခဲ့တယ်နှစ်ခါလောက်ပြစ်တာမထိပဲကြာရှုံးသွားတဲ့နောက်မှာတော့ဒေးဗစ်ဟာဖခင်ဖြစ်သူကိုတင်းနဲ့တဲတဲပြစ်တက်လိုက်ပါတော့တယ်အဲ့ဒီနောက်မိခင်ဖြစ်သူကိုအလဲရောက်လာပေမဲ့သူမကအရှုံးမပေးရဲ့ဒေးဗစ်ကိုမင်းလဲသွားအောင်လက်တီးနဲ့ထိုးလိုက်တာပြနောက်ဆုံးမှာတော့အဲ့ဒီလူနှစ်ယောက်ဟာမင်းလဲနေတဲ့လီဆာကိုလည်းတင်းနဲ့တစ်ချက်တည်းပြစ်တက်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့သူတို့ဟာ